တချိန်ချိန်မှာတော့ခွဲရမှာပါမနက်ကတကားတယောက်ကရှောက်တယ်သူကမိသားစုနဲ့ခွဲရနိုင်တဲ့အခြေအနေမျိုးတွေကြုံနေရတယ်လို့ဆိုတယ်ဈေးုံတက်နေချိန်မှာဆိုရင်ရှင်ကွဲနေရတယ်ဈေးုံကပြန်မလာနိုင်တော့ရင်လည်းတေကွဲရတော့မယ်ဒီအခြေအနေလို့ဆိုတယ်၃နှစ်ရွယ်သမီးငယ်လေးကသူဈေးုံဆေးကသွားရကန်ဒီတိုင်းငိုတယ်တဲ့ဒါကြောင့်သူ့ကိုစိတ်အားရှိစေမဲ့တရားဓမ္မဟောကြားပေးပါလို့ရှောက်တယ်ဟိုတုန်းကအယူတယောက်ကရိုက်ဆက်ထိုင်နေတော့ရိုက်လေးကိုတောဘဲအုပ်ကြီးကြလာတယ်သူကတောဘဲအုပ်ကြီးကိုသူ့ဘဲရီလို့သတ်မှတ်ပြီးဒိုတချောင်းကန်ကဘဲကြောင်းနေခဲ့တယ်ငါဘဲရီလို့စိတ်ကူးရင်ကောင်းနေတော့ညနေချင်းရောက်လာခဲ့တယ်ညနေရောက်တော့ဘဲရီကကောင်းငယ်ပြတ်တက်ပြီးအိတ်တန်းစီကိုပြန်ကြတယ်အဲ့ဒီခါမှာသူကဒိုတချောင်းကိုကြိုက်ပြီးငါဘဲရီဘဲသွားကြရလဲလို့အော်ရင်းနဲ့ဘဲအုပ်ကြီးရဲ့နောက်ကိုပြေးလိုက်သွားတယ်တကယ်ကသူ့ရဲ့ဘဲတွေမှာမဟုတ်ပဲလူကောင်းဆိုရင်လည်းတောအုပ်ထဲမှာပဲကိုဘဲအုပ်လို့ထင်မှမလားမထင်ပါဘူးနော်ဘဝတစ်ခုမှာတွေးဆုံကြုံကြရတဲ့သာသမီဇနီးခင်ဖို့ကိုလူတွေကကိုယ်ပိုင်လို့ထင်နေကြတယ်တကယ်ကဘ누구ကမှဘ누구မှမပိုင်ပါဘူးကိုယ်ခန္ဓာကိုယ်တော်ကိုမပိုင်ပါဘူးနော်အကြောင်းတင်တုံးလေးမှုပေါင်းစုံနေကြရတာဖြစ်တယ်အကြောင်းမသိတဲ့တနေ့တော့ခွဲကြရမှာပဲဒါကကိုယ်တယောက်တည်းပဲဖြစ်နေတာလားဆိုတော့မဟုတ်ဘူးနော်30ပုံလုံးဖြစ်နေကြတာကိုယ်တယောက်တည်းမဟုတ်ပါဘူးဒါကတတော်ဝါတွေအတွက်ဖြည့်ရိုးဖြစ်စေတစ်ခုမျှသာဖြစ်တယ်သို့တော်လည်းကိုယ့်ရဲ့ဘဲကိုကြီးလို့စိတ်ကူးရင်ကောင်းနေတော့မှရုတ်တရက်ခွဲရတော့အတော်ခံစားကြရတယ်နော်တရင်စာရဲ့နောက်ကျောဘက်ကိုဖမ်းမိတဲ့အခါဘာခံစားရလဲဘာမှမခံစားရဘူးကိုဆိုင်နေကိုပိုင်နေတို့တတ်မှတ်မထားလို့နော်ကိုပိုင်နေကိုဆိုင်နေတို့တတ်မှတ်ထားရင်တော့ခံစားကြရတယ်ဒီတော့သားသမီးဇနီးခင်မုန်းတွေကိုကိုပိုင်နေကိုဆိုင်နေဆိုတဲ့အထင်မြင်မှားမှုကိုတတိလေးနဲ့ရှော့ချရမယ်ကိုမထားခဲ့လို့သူတို့ကကိုထားခဲ့ပါပဲဒီတဘာဝကိုနားလည်လက်ခံနိုင်ရမယ်ကိုတကယ်ပိုင်တာကိုတကယ်ဆိုင်တာကကိုပြုတ်ထားတဲ့ကုသိုလ်ကံအကုသိုလ်ကံတွေပဲဖြစ်တယ်ကိုဘဝရဲ့အဖော်မွန်အစ်ဆိုတာကိုပြုတ်ထားတဲ့ကုသိုလ်ကံအကုသိုလ်ကံတွေသာဖြစ်တယ်သာသမီဇနီးခင်မိုးဆိုတာကတုတ်တန်ရဲ့ဟိုဘက်ထိလိုက်ပို့လို့မရဘူးကိုပြုတ်ထားတဲ့ကံတွေကတော့ကိုသွားရကိုနိဗ္ဗာန်မရမချင်းအရေးလိုလိုက်ပါနေကြမှာဖြစ်ပါတယ်လူဆိုတာအကြောင်းစုံလို့ပေါင်းစုံကြရတဲ့အခါမှာအကောင်းဆုံးပေါင်းစုံလို့ခဲ့ကြတယ်လို့အကြောင်းမစုံတော့လို့ခွဲခွာကြရတာဆိုရင်လည်းအကောင်းဆုံးခွဲနိုင်ဖို့လိုတယ်ကိုကသားသမီးဇနီးခင်ဖို့ကိုဆွဲလန်းနေတက်မှတ်တဲ့စိတ်နဲ့တည်ရဆိုရင်မကောင်းတဲ့ပုံပေါ်ကိုလာရရောက်လိမ့်မယ်ကိုရဲ့ဆွဲလန်းတက်မှတ်စိတ်ကသူတို့ကိုကောင်းကျိုးစုံတရားပြုနိုင်သလားဆိုတော့မပြုနိုင်ဘူးကိုအတွက်ကောင်းကျိုးပြုသလားဆိုတော့လည်းမပြုပါဘူးနှစ်ဖက်ရှုံးစေရနော်ဒါကြောင့်နှစ်ဖက်ရှုံးမရှုံးရအောင်ဒီအချိန်ကစလို့မိသားစုကိုငါတကယ်မပိုင်ငါတကယ်မဆိုင်ဘူးလို့နားလည်လက်ခံပါဒီအချိန်ကငါတယောက်တည်းကြုံနေရတာမဟုတ်ဘူးဆိုတာကိုလည်းနားလည်လက်ခံပါမိသားစုကိုချစ်တယ်လို့ငါကိုငါလည်းချစ်မတော်မဲလို့တွေ့ပြီးဒါနသီလဘာဝနာမှုတွေကိုစွမ်းရှိသလောက်ပြုလို့အားထုတ်ပါတစ်ချိန်ချိန်တော့ကိုမခွဲရင်သူတို့ကခွဲခဲ့မှာပဲနော်